ကိုယ့်ရဲ့ပန်းတိုင်တွေအိမ်မက်တွေကိုအချိန်တိုတွင်းမှာပဲထူးထူးခြားခြားအောင်မြင်ခြင်းတယ်။ဒါပေမဲ့ဘယ်ကနေစလို့ရမယ်မသိဖြစ်နေတယ်။လှုပ်ရှားအလုပ်တွေကလည်းများနေတယ်ပုံနေတယ်လှုပ်တော့လှုပ်နေတယ်ဒါပေမဲ့ result ကောင်းကောင်းမွန်မွန်ရှိနေတယ်လို့မခံစားနေရဘူးပေါ့နော်။ဒီလိုမျိုးဖြစ်နေရဆိုရင်အခုပြောပြသွားမယ်စာအုပ်အနှစ်ချုပ်ကဘဝအတွက်အလွန်အရေးပါတယ်တော်ချက်ဖြစ်လာပါလိမ့်မယ်။ဒီစာအုပ်ကတော့ Gary Keller နဲ့ Jay Papasan တို့ရေးသားထားတဲ့ The One Thing, The Surprisingly Simple Truth Behind Extraordinary Results ဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်။ဒီစာအုပ်ရဲ့အဓိက message ကအရန်ကိုရွှေ့ရှင်ပါတယ်။ထူးခြားတဲ့ရလဒ်တွေရဖို့အတွက်အချိန်တိုင်းမှာလုံးစရာရှိတဲ့အရေးကြီးဆုံးဖြစ်တဲ့အလုပ်တစ်ခုတည်းကိုပဲအာယုံစိုက်လှုပ်ဆောင်ပါဆိုတဲ့အချက်ဖြစ်ပါတယ်။လူတိုင်းဟာလှုပ်ရှားအလုပ်တွေများနေတယ်။အလုပ်တွေလည်းအများကြီးလုပ်နေတယ်ဒါပေမဲ့အလုပ်တွေအများကြီးလုပ်နေတိုင်းအောင်မြင်နေရတော့မဟုတ်ဘူးဒါပေမဲ့အောင်မြင်တဲ့သူတွေကိုကြည်လိုက်ရင်လှုပ်ရှားရှိတဲ့အလုပ်အနည်းငယ်လေးကိုပဲအကောင်းဆုံးဖြစ်အောင်လှုပ်ဆောင်နေတဲ့သူတွေပါအဲ့တော့ကိုယ့်ရဲ့ဘဝအလုပ်ပညာရေးစတဲ့ကဏ္ဍတိုင်းမှာထူးခြားတဲ့အောင်မြင်မှုတွေရရှိနိုင်ဖို့အတွက်ဒီဘဝအတွက်အရေးကြီးဆုံးတစ်ချက်လောက်ရမယ့်အရေးကြီးဆုံးအလုပ်ဆိုတာဘယ်လိုလဲဘယ်လိုရှာဖွေရမလဲဘယ်လိုလှုပ်ဆောင်ရမလဲဆိုတာကိုဒီဗီဒီယိုလေးမှာမျှဝေသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ The Audible Mind Channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်လူအများစုကအောင်မြင်မှုနဲ့ပတ်သက်ပြီးတော့လွဲမှားတဲ့အယူအဆတွေရှိပါတယ်ဒီစာအုပ်ကအဲ့ဒီလွဲမှားတဲ့အယူအဆ6ခုကိုအရင်ခြေဖြတ်ပေးထားပါတယ်အဲ့တော့သူ့ရဲ့ chapter 1မှာတော့အောင်မြင်မှုကိုပိတ်ဆို့နေတဲ့လွဲမှားတဲ့ယုံကြည်ချက်6ခု the 6 lines that block success ဆိုပြီးတော့ပြောထားပါတယ်နံပါတ်1အချက်အနေနဲ့က everything matters equally အရာအလုံးကထပ်တူညီမျှအရေးကြီးတယ်လို့ယုံကြည်တာအဲ့ဒါလုံးဝမဟုတ်ပါဘူးအဲ့တော့ဥပမာပေးရရင်ကိုယ့်ရဲ့ to do list ထဲမှာအလုပ်က10ခုရှိတယ်အဲ့ဒီထဲမှာမှအလုပ်2ခုလောက်ကပဲကိုယ့်ရဲ့ပန်းတိုင်အတွက်တကယ်အရေးပါပြီးတော့ကျန်တဲ့8ခုကအဲ့လောက်ရေးမကြီးနေဘူးဒါကြောင့်ကိုယ့်ရဲ့အချိန်တွေစွမ်းရည်တွေကိုတူညီစွာခွဲဝေတာမျိုးမလုပ်ဘဲနဲ့အဲ့ဒီအရေးပါတဲ့2ခုမှပဲပို့ပြီးတော့အဓိကထားရမယ်အာရုံစိုက်ရမယ်နံပါတ်2အချက်အနေနဲ့က multitasking အလုပ်တွေအများကြီးကိုတပြိုင်တည်းလှုပ်ဆောင်တယ်အဲ့ဒါကိုခုံယူကြတယ်ပို့ပြီးတော့ productivity တွေမြင့်လာတယ်ဆိုပြီးတော့လူတွေကထင်ကြတယ်ပေါ့နော်ဒါပေမဲ့သိပ္ပံပညာရှင်တွေရဲ့အဆိုအရအုံနောက်ကအလုပ်တစ်ခုကနေပြီးတော့နောက်တစ်ခုကိုပြောင်းလဲတဲ့အခါမှာအဲ့လောက်ကြီးမလုံနိုင်ဘူးသူကြားထဲမှာအချိန်တွေစွမ်းရည်တွေဆုံးရှုံးမှုတွေရှိရပေါ့နော်အဲ့တော့ဥပမာပြောရရင် okay email လဲစင်နေတယ်အဲ့ချိန်မှာဖုန်းကလည်းပြောနေတယ်ပြီးတော့အရေးကြီးတဲ့စာတစ်စောင်ကိုလည်းရေးနေသေးတယ်အဲ့လိုမျိုးအလုပ်3ခုကိုတပြိုင်နဲ့လုပ်နေတယ်လို့ထင်ရပေမဲ့တကယ်တမ်းမှာတော့အုံနောက်ကဒီအလုပ်3ခုကြားမှာပဲတစ်ခုနဲ့တစ်ခုခုန်ကူးနေတာပဲဖြစ်တယ်ပြောမယ်ဆိုရင်အလုပ်တစ်ခုထဲမှာပဲပို့ပြီးတော့အာရုံစိုက်နေရမှာဟုတ်အဲ့ဒီအတွက်ကြောင့်အမှားတွေပိုများလာစေတယ်အဲ့တော့ပြောမယ်ဆိုရင် success is sequential not simultaneous ပြောချင်တာကအောင်မြင်မှုကအကုန်လုံးတစ်ပြိုင်တည်းဖြစ်ပေါ်တာမဟုတ်ဘဲနဲ့အစဉ်လိုက်ဖြစ်ပေါ်တာမျိုးပါအဲ့ multitasking ကမကောင်းဘူးပေါ့နော်တကယ်တော့အလုပ်ပို့ပြီးတော့ပြီးမြောက်သွားတာမျိုးမရှိဘူးနံပါတ်3အချက်အနေနဲ့က a disciplined life ပေါ့နော်စီကံရှိရဲ့ဘဝအဲ့တော့လူတွေကအောင်မြင်ဖို့အတွက်ဘဝရဲ့ကဏ္ဍတိုင်းမှာစီကံနေအပြည့်နဲ့နေထိုင်ရမယ်လို့ယူဆကြတယ်ဒါကလေလုံးဝလွဲမှားတယ်အောင်မြင်တဲ့သူတွေကသူတို့မှာ discipline ရှိတယ်အဲ့ဒီရှိတာလဲကဏ္ဍတွေတိုင်းမှာရှိနေရမှာမဟုတ်ဘဲနဲ့သူတို့ချမှတ်ထားတဲ့ကဏ္ဍအနည်းငယ်ကိုပဲကျင့်သုံးနေတဲ့သူတွေပေါ့နော်အဲ့တော့ကိုယ့်ရဲ့အရေးကြီးဆုံး one thing တစ်ခုတည်းအရာအတွက်လိုအပ်တဲ့အကျင့်ကောင်း habit ကို66ရက်လောက်စီကံတကြလိုက်နာလိုက်တာနဲ့အဲ့ဒီနောက်ပိုင်းမှာကိုယ့်ရဲ့အုံနောက်ကအဲ့ဒါကိုအလိုအလျောက်ဆက်လက်လှုပ်ဆောင်သွားလိမ့်မယ်ဒါကြောင့်
စီကံနဲ့အများကြီးကိုချမှတ်ထားကြမလို့ဘူးဒါပေမဲ့မှန်ကန်တဲ့အကျင့်ကောင်းတစ်ခုကိုပဲစတင်ဖို့လိုတယ်အဲ့ဒါကိုဆွဲမြဲအောင်လုပ်ဖို့ပဲလိုတယ်66ရက်လောက်အဲ့လိုမျိုးစီကံတကြလိုက်နာလိုက်မယ်လှုပ်ဆောင်သွားမယ်ဆိုရင်အုံနောက်ကဒါကိုအချင်းဖြစ်သွားပြီးတော့သူဟန်နေသူကိုပဲအလိုလျောက်လှုပ်ဆောင်သွားလိမ့်မယ်ပေါ့နော်နံပါတ်4အချက်အနေနဲ့က willpower is always on will call ဆိုပြီးတော့စိတ်ဆန္ဒစွမ်းအားကအမြဲအစဉ်သင့်ရှိနေတယ်မကုန်ခန်းနိုင်ဘူးလို့ယူဆနေရအဲ့တော့ will power စိတ်ဆန္ဒဒီစွမ်းအားကအားပြေးလိုက်အားကုန်လိုက်ဖြစ်နေတဲ့ battery နဲ့တူတယ်ပေါ့နော်တနေ့တာမှာအကန့်အသတ်ရှိတယ်အဲ့ဒါကြောင့်ကိုဘဝရဲ့အရေးကြီးဆုံး one thing ကိုလိုချင်တဲ့တစ်ခုပန်းနိုင်အဲ့ဒီ one thing ကိုရဲ့ will power အားပြေဆုံးဖြစ်နေတဲ့အချိန်တကယ်လို့ကိုကမနက်ခင်းမှာပို့ပြီးတော့ active ဖြစ်တယ်အဲ့ဒါမျိုးဆိုရင်အဲ့ဒီမနက်ခင်းမှာလှုပ်ဆောင်လိုက်ပေါ့နော်အဲ့တော့ကိုအားပြေနဲ့စွမ်းဆောင်နိုင်တဲ့အချိန်ကိုအရေးမပါတဲ့အလုပ်တွေပေါ့နော်အဲ့တော့အလုံးနဲ့မဆိုင်တဲ့ email တွေနောက်တစ်ခုက social media ကြည့်တာမျိုးတွေအဲ့ဒါမျိုးတွေနဲ့မဖြုံတီးတင်ဘူးလို့ဆိုထားပါတယ်နံပါတ်5အချက်အနေနဲ့ balance life ဘဝကိုဟန်ချက်ညီနေထိုင်နေပေါ့နော် work life balance ဆိုတာဖြစ်နိုင်ဖို့မလွယ်ဘူးဒါစိတ်ကူးရင်မှုတတ်တစ်ခုပဲလို့စာရေးသူကပြောထားပါတယ်အဲ့လိုဆိုတော့ဗီဒီယိုလေးအတူလေးတစ်ခုတော့သွားပြီးတော့မြင်မိရဲ့ interview ရဲ့လူကနေ work life balance ကိုနေဘယ်လိုထိန်းညှိလဲဆိုတော့ထိန်းညှိဘူးလေရှိမှမရှိရလို့မဖြစ်မှမဖြစ်နိုင်တာအဲ့တော့ကိုယ့်ရဲ့အရေးကြီးဆုံးပန်းနိုင်တစ်ခုကိုယူမမိုက်အာယုံစိုက်နေတဲ့အချိန်မှာဘဝရဲ့တခြားကဏ္ဍတွေမှာဟန်ချက်မညီပဲရိုင်သွားတာမျိုးရှိတယ်အဲ့ဒါကိုမကြောက်ပါနဲ့တဲ့အဓိကကသူက counter balance ကိုလောက်ခိုင်းတယ်အလုံးမှာပြင်းထန်အဲ့လောက်ဖို့လိုအပ်တဲ့အခါမှာအဲ့ဒီဟာကိုအစွမ်းကုန်လုံးဒါပေမဲ့မိသားစုအချိန်နေလိုမျိုးကျမ်းမာရေးလိုမျိုးဒီလိုမျိုးပေါ့နော်သူကဘယ်လိုမျိုးတင်စားထားလဲဆိုတော့ glass ball ဆိုပြီးတော့ဖန်ခွက်ဖန်နဲ့လှုပ်ထားတဲ့ဘောလုံးလေးတွေလို့ပေါ့အဲ့ဒါမျိုးကပြုတ်ကျသွားရင်ကွဲသွားရင်ဘာမှလုပ်လို့မရတော့ဒါပေမဲ့ဘဝရဲ့တချို့အစိပ်ပိုင်းတွေကတော့ rubber ball ပဲပြုတ်ကျလဲအလွယ်တကူပြန်ကောက်လိုက်လို့ရတယ်အဲ့တော့ဘယ်ဟာဦးစားပေးမလဲပေါ့နော်အဲ့လိုမျိုး counter balance လေးတော့ပြန်လုပ်ဖို့လိုတာပေါ့ one thing ကြီးကိုပဲအရင်အာရုံစိုက်နေရင်းနဲ့ကိုယ့်ရဲ့ကျန်းမာရေးကိုယ့်ရဲ့မိသားစုချိန်ကြီးအဲ့လိုမျိုးတွေထိခိုက်လာလို့လည်းမဖြစ်ပြန်ဘူးနံပါတ်6အနေနဲ့ကအိမ်မက်ကြီးတွေကိုမရမှာတဲ့ကြောက်ကြတယ် biggest bet ဆိုပြီးတော့အဲ့လိုမျိုးလူတွေကယူဆကြတယ်အဲ့လိုမျိုးကိုတဲ့မကြောက်ပါနဲ့တဲ့ကိုကပန်းနိုင်တွေကိုတသေးလေးပဲထားရင်ရလကလည်းတသေးလေးပဲရမှာအဲ့တော့ပန်းနိုင်ကိုအကြီးမြုံမဲ့အကြီးထားသူကလေစကလုံးလေးကအရန်လိုက်ကိုကတဲ့လကဘာလောက်ကိုမှန်းနေဆိုရင်တဲ့ပြစ်မှတ်လွဲသွားရင်တော့ကျယ်ရီကြားလောက်တော့ကြာသွားမှာပေါ့တဲ့အပိုင်းနှစ်ကတော့အောင်မြင်မှုရဲ့ရိုးရှင်းတဲ့အမှန်တရား The Simple Truth of Success လို့နာမည်လေးပေးထားပါတယ်အဲ့တော့အောင်မြင်မှုဆိုတာဒိုမီနိုနဲ့တူတယ်တဲ့ကိုယ့်ရဲ့ဘဝအလုပ်စတာတွေမှာပန်းနိုင်ကြီးတစ်ခုရောက်ဖို့အတွက်အဲ့ဒီပန်းနိုင်ကြီးကိုဥတည်နေတဲ့အရေးကြီးဆုံးဒိုမီနိုလေးကိုရှာဖွေပြီးတော့အရင်ဆုံးတွန်းလှည့်လိုက်ဖို့လိုတယ်အဲ့တော့အဲ့ဒိုမီနိုလေးပြိုလဲသွားတဲ့အခါမှာသူ့ထက်90%ပိုကြီးရဲ့နောက်တစ်လုံးကိုဆက်ပြီးတော့တွန်းလှဲသွားတယ်အဲ့လိုမျိုးတွန်းလှဲနဲ့နောက်ဆုံးမှာကိုယ့်ရဲ့ကြီးမားတဲ့ပန်းနိုင်ကိုအလိုလျောက်ရောက်သွားလိမ့်မယ်အဲ့ဒါလို့အရေးကြီးဆုံး one thing ကိုရှာဖွေနိုင်ဖို့အတွက်စာရေးသူ Gary Keller ကမိကွန်းတစ်ခုကိုအမြဲတမ်းမေးဖို့တိုက်တွန်းထားတယ်ဒါကတော့ focusing question လို့ခေါ်တယ်ဘယ်အရာတစ်ခုကို
လှုပ်ဆောင်လိုက်ခြင်းအပြင်ကျန်တဲ့အရာအားလုံးကိုပို့ပြီးတော့လွယ်ကူသွားစေနိုင်မလဲဒါမှမဟုတ်ရင်လုံးဝမလိုအပ်တော့ဘူးလား What's the one thing I can do such that by doing it everything else will become easier or unnecessary လို့ပြောထားတယ်အဲ့တော့ဒီမေးခွန်းကိုကိုယ့်ရဲ့ဘဝပန်းတိုင်း big picture ကြီးတော့တစ်ချိန်ပြီးတစ်နှစ်တာပန်းတိုင်းတစ်လတာတစ်ပတ်တာနောက်ဆုံးနေ့စဉ်လောက်ဆောင်ရမယ့်အရေးကြီးဆုံးအရာ one thing right now တော့ပါစလိုက်နေသွားမယ်ဥပမာပေးရရင်အကြီးအနေနဲ့ဘဝရည်မှန်းချက်အနေနဲ့ကိုကဘယ်လိုလိုမျိုးဖြစ်ချင်တာလဲ okay အဲ့ဒီကိုယ့်ရဲ့ဘဝပန်းတိုင်းကိုရောက်ဖို့အတွက်ဒီနှစ်မှာဘာအရေးကြီးဆုံးစပြီးတော့လုပ်ရမလဲ okay ပြီးရင်အဲ့လိုပဲတစ်လအကြောင်းကြည့်မယ်ပြီးရင်တစ်ရက်ပေါ့ okay ဒီနေ့မှာဘာလုပ်တဲ့လဲအဲ့ဒီပန်းတိုင်းကိုသွားဖို့အတွက် okay ဥပမာပေးရမယ်ဆိုရင်ကိုက content creator ဖြစ်တယ်အဲ့တော့ကိုယ့်ရဲ့တစ်နှစ်တာကိုကဘာအတွက်လဲဆိုဘာလုပ်ဖို့လဲဆိုတဲ့အခါမှာ YouTube channel တကူကိုစပြီးတော့တည်ထောင်ဖို့ပဲ okay အဲ့တော့တရက်တာကိုအနေနဲ့ဘာလုပ်မလဲဆိုတဲ့အခါကျတော့ကိုယ့်ရဲ့ video ရဲ့အတွက် script တွေဘယ်လိုရေးမလဲဘယ်လို video တွေဖန်တီးမလဲအဲ့လိုမျိုးပေါ့ focusing question ကိုနေ့စဉ်မေးခြင်းအပြင်ကိုလောက်ရမယ့်အလုပ်တွေကကိုယ့်ရဲ့အဓိကပန်းတိုင်းနဲ့အမြဲချိတ်ဆက်နေလိမ့်မယ်ကိုကဘာဖြစ်ချင်လဲကိုရဲ့ one thing ကဘာလဲဆိုတာကိုသိသွားပြီဆိုရင်အဲ့ဒါကိုလက်တွေ့ဘယ်လိုအကောင့်ထဲပေါ်မလဲပေါ့နော်အဲ့ဒါအတွက်အဆင့်3ဆင့်ကိုပြောထားပါတယ်ပထမတစ်ခုအနေနဲ့ကတော့ကျွမ်းကျင်မှုလမ်းကြောင်းကိုလိုက်ပါတဲ့ကိုရွေးချယ်လိုက်တဲ့ one thing ကကိုတကယ်ကျွမ်းကျင်ပိုင်နိုင်တဲ့အရာဖြစ်ဖို့တော့လိုပါတယ်ဥပမာကိုက content creation လုပ်ချင်တယ်အဲ့ဒီ content creation ကကိုကျွမ်းကျင်ပိုင်နိုင်တဲ့ဟာကဥပမာပေါ့နော်ကိုဟာကိုနဲ့ဥပမာပေးရမယ်ဆိုရင်စာအုပ်တွေဖတ်ရတာဝါသနာပါတယ်နောက်တစ်ချက်ကကျမကြီးဘူဒူဒါတွေကိုမျှဝေရတာဝါသနာပါတယ်အဲ့အတွက်လည်းကျမကြီးနယ်ပယ်မှာအလုပ်လုပ်နေတဲ့ငယ်ငယ်တွေကလည်းစာဖတ်ထားတယ်ဒါဆိုရင်ဒါကိုရဲ့ကျွမ်းကျင်ပိုင်နိုင်တဲ့အရာပေါ့နော်ဒါပေမဲ့ကိုမကျွမ်းကျင်တဲ့အရာကပြောမယ်ဆိုရင်engineering တွေနောက်တစ်ခုက AI နဲ့ပတ်သက်တာမျိုးတွေနောက်တစ်ခုက stock တွေဒါမျိုးဆိုရင်တော့ဒါကကိုကျွမ်းကျင်ပိုင်နိုင်တဲ့အရာလည်းမဟုတ်ဘူးဒါကိုမျှဝေဖို့အတွက်လည်းကိုမှာက skill လည်းမရှိ knowledge လည်းမရှိဘူးပေါ့နော်ဆိုတော့ကိုယ့်ရဲ့ရွေးချယ်လိုက်တဲ့ one thing ကတော့ကိုတကယ်ကျွမ်းကျင်ပိုင်နိုင်တဲ့အရာဖြစ်ဖို့တော့လိုတာပေါ့လေဒါပေမဲ့အမြဲတော့လေ့ကျင့်နေရမှာပေါ့လေ okay content creation ကိုဒါမျိုးလုပ်ချင်တယ်ဆိုရင်ကိုက script ရေးသားတာမျိုးတွေနောက်တစ်ခါ video editing တွေကိုဒါတွေကိုအချိန်ပေးပြီးတော့လေ့ကျင့်သွားရမယ်ပေါ့နော်အမြဲတိုးတက်နေဖို့အာရုံစိုက်ရမယ်အဲ့လိုမျိုးကျွမ်းကျင်လာတဲ့အခါမှာဒီအရေးချင်းကပဲကျန်တဲ့အရာတွေကိုအလိုလျောက်ပိုကောင်းလာစေပါလိမ့်မယ်တဲ့နံပါတ်1အချက်အနေနဲ့ကစီးပွားရေးစိတ်ဓာတ်ကနေပြီးတော့ပေါ့နော်စစချင်းတီထောင်ထားတဲ့အရာကနေပြီးတော့တကယ်ကို system ကြကြအလုံးလုံးနိုင်ဖို့အဲ့ဒီစိတ်ဓာတ်ကိုပြောင်းပါတဲ့သူကတော့ move from E to P လို့ပြောထားတယ် E က entrepreneurial ပေါ့နော်အဲ့အစပိုင်းမှာကိုယ့်ရဲ့စိတ်ကူးကိုအကောင့်ထဲပေါ်ဖို့အတွက်တော့အရာအလုံးကိုကိုယ်တိုင်ကပဲစပြီးတော့လုပ်ရတယ်လို့ဖြစ်နေမှာပေါ့ဥပမာပြောမယ်ဆိုရင်ဒီဟာနဲ့ပဲတော့ပြောပြနေရပါလေ okay content creation လုပ်ဖို့ channel တခုစတီထောင်တဲ့အချိန်မှာ script ကကိုယ်တိုင်ရေး video edit ကိုယ်တိုင်လုပ်တာပဲဒီလိုပဲဖြစ်မှာပေါ့ဘာလို့ဆိုတော့ချိန်ကြတော့ကိုယ်မှာ team တွေကိုငှားနိုင်ဖို့အတွက်ဒီအားမှာဝင်မှမရှိသေးတာဒါပေမဲ့အဲ့ဟာက okay အောင်မြင်လာပြီ one thing ကနည်းနည်းအခြေခံလာပြီပေါ့နော်ခိုင်လာပြီပေါ့အဲ့ဒါမျိုးဆိုရင်ကိုကစနစ်တစ်ခုကိုတဲ့တိဆောက်ရမယ်ကိုကတော့ဘယ်အရာတွေကိုအချိန်ပေးပြီးတော့ကိုယ်တိုင်လုပ်ရမှာလဲပြီးတဲ့အခါကျတော့ဘယ်အရာတွေဆိုရင်တော့သူများတွေကိုလွှဲပြောင်းပေးဖို့စူးစမ်းလို့ရမလဲပေါ့နော်အဲ့တော့ကိုကစနစ်တစ်ခုကိုတိဆောက်တဲ့သူ system builder ဖြစ်လာတဲ့အခါမှာတော့ပို့ပြီးတော့ကြီးမားတဲ့ရလဒ်တွေရနိုင်ပါလိမ့်မယ်တဲ့အခုဆိုရင်အဲ့လိုအောင်မြင်နေတဲ့ content creator တွေကိုကြည့်လိုက်မယ်ဆိုရင်သူတို့မှာ team ရှိတယ် team ရှိတဲ့အတွက်ကြောင့်ပို့ပြီးတော့လည်း
effort တွေကလည်းပို့ပြီးတော့ကောင်းလာတယ် video editing တွေကောင်းလာတယ် script တွေကောင်းလာတယ်အဲ့လိုကောင်းလာတဲ့အမျှသူတို့ရဲ့ result တွေကလည်းကောင်းလာတာကိုတိတိကျကျမြင်နိုင်ကြပါလိမ့်မယ်နံပါတ်3အချက်အနေနဲ့ time blocking လုပ်ပါတဲ့ဒါကအရေးကြီးဆုံးလက်တွေ့နည်းလမ်းလို့သူကပြောထားပါတယ်အဲ့တော့ကိုယ့်ရဲ့ one thing ကပါလဲအဲ့ဒီ one thing ကိုပြမြောက်ဖို့အတွက်ကိုယ့်ရဲ့တစ်နေ့တာအချိန်စရာတွေကအနည်းဆုံး4နာရီကိုအဲ့ဒီအတွက်ဆိုပြီးတော့တတ်မှတ်လေးထားတင်တယ်ပေါ့နော်အဲ့4နာရီတော့အတွင်းမှာဖုန်းတွေ email တွေ social media တွေစတဲ့အနှောက်အယှက်အားလုံးကိုပိတ်ပြီးတော့ကိုယ့်ရဲ့ဒီ one thing တစ်ခုတည်းကိုပဲအစွမ်းကုန်လုပ်ဆောင်ပါတဲ့အဲ့တော့ကိုကမနက်ခင်မှာပို့ပြီးတော့ energetic ဖြစ်တယ်ပို့ပြီးတော့ active ဖြစ်တယ်ဆိုရင်အဲ့ဒီ4နာရီကိုမနက်ခင်းချိန်မှာသတ်မှတ်လိုက်ပေါ့နော်the one thing စာအုပ်ရဲ့ message ကအရန်ကိုရိုးရှင်းတယ်ဒါပေမဲ့သူပြောတာလည်းမှန်တယ်ဆိုတာကိုလက်ခံရမှာပဲပေါ့နော်တကယ်တော့လူတွေကကိုလုတ်သမျှအရာအလုံးကိုအောင်မြင်ခြင်းနဲ့အောင်မြင်မယ်လို့လည်းမျှော်လင့်တယ်ဒါပေမဲ့တကယ်တော့မဖြစ်နိုင်ဘူးဆိုတာလည်းလက်ခံရမှာပဲပေါ့နော်အဲ့တော့အကုန်လုံးကိုတပြိုင်နက်အောင်မြင်ဖို့စူးစမ်းနေမယ်အစားကိုဘဝရဲ့တကယ်အရေးကြီးဆုံးအရာကပါလေအဲ့တစ်ချက်ကိုပဲရှာဖွေပြီးတော့ကိုမှရှိတဲ့ညာနာစွမ်းအားတွေကာယစွမ်းအားတွေဒါတွေကိုအကုန်လုံးပုံအောပြီးတော့လှုပ်ဆောင်ဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ကိုရဲ့ဘဝမှာအရေးကြီးတဲ့ one thing ကပါလဲဆိုတဲ့ဟာကိုနေ့တိုင်း focusing question တွေပေါ့နော်မေးကြည့်ပါပြီးရဲ့အခါကျရင်အဲ့ဒီ one thing ကိုရအောင်သွားဖို့အတွက် skill တွေ knowledge တွေကိုမြင့်တင်မယ်ပြီးရဲ့အချိန်ကျရင်သူ့အတွက်အချိန်တိတိပပအသုံးချမယ်ပေါ့နော်အဲ့လိုမျိုးလှုပ်ဆောင်သွားခြင်းအပြင်အရှိမပြောခဲ့တဲ့ဥပမာလိုပဲပေါ့နော်ဒိုမီနိုလေးတစ်ခုကိုလှဲလိုက်ရင်းနဲ့တဖြည်းဖြည်းပို့ပြီးတော့ကြီးမားတဲ့ဒိုမီနိုတွေကိုဇက်တိုက်ပြိုလဲလာအောင်လှဲနိုင်ပြီးတော့နောက်ဆုံးမှာတော့ကိုလိုချင်တဲ့ပန်းတိုင်းကိုမလွဲမသွေရရှိနိုင်မယ်လို့ထင်ပါတယ်အဲ့တော့နောက်ထောင်ပေးခဲ့ကြတဲ့သူတယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းတန်ဖိုးရှိတဲ့စာအုပ်အနှစ်ချုပ်တွေကိုဆက်လက်မျှဝေသွားမှာမလို့ channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်အားလုံးပဲကျမ်းမာပျော်ရွှင်ပြီးတော့အောင်မြင်တဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ် Bye